Okay အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ပေါ့နော်ကျွန်တော်မနေ့ကဒီ Minecraft ရဲ့ account ဖွင့်နည်းကိုပြောပြပြီးသွားပြီဆိုတော့ကျွန်တော်ဒီနေ့မှာကတော့ပေါ့နော် Minecraft Steam chain နည်းလေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာMinecraft Steam Chainer မှာနှစ်မျိုးရှိတယ်ပေါ့နော်တစ်ခုကကြတော့ Wall Steam နဲ့နောက်တစ်ခုကကြတော့ Player Steam ဆိုပြီးတော့ရှိတယ်ပေါ့နော်ကျွန်တော်ကတော့ Wall Steam ကိုဘဝင်ပြောမှာပဲဖြစ်ပါတယ် Wall Steam နဲ့ကိုတွားဖို့ဆိုလို့ရှိရင်ကို Wall ထောင်တဲ့နေရာကိုတွားမှာပဲဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ Wall ထောင်တဲ့နေရာပေါ့နော်အပေါ်ဆုံးက General ကတော့ဘာမှပြောစရာမရှိဘူးရှင်းလေးရယ် Survival Mode ပြောင်းလို့ရမယ် Creative Mode ပြောင်းလို့ရမယ် Difficult မှာ Easy Normal Hard ထားလို့ရမယ်ပေါ့နော်ပြီးတော့ဒီနားမှာဒီ 1.21.51 မှာအသစ်ပါလာတဲ့ hacker ဆိုတဲ့ mod ကြီးရှိတယ်အဲ့ဒီဟာကဘာလဲဆိုလို့ရှိရင်ကိုကတစ်ခါပဲသိခွင့်ရှိမယ်ပြီးတော့ဟာနဲ့ဆိုရမှာပေါ့နော်အဲ့တော့ barrel player တွေအတွက်ကတော့သိပြီးအဆင်မပြေပါဘူးမစိုးဘူးပြောချင်ပါတယ်နောက်ထပ်ဒီ event ကကြတော့အပေါ်ဆုံးမှာ C ဆိုတဲ့ဟာ brother တို့တွေ့လိမ့်မယ် SC ကဘာလဲဆိုတော့ C ကွာချမှုကိုလိုက်ပြီးတော့ကိုစပုံးမဲဝေါ်နေရအနေထားကလည်းပြောင်းသွားမှာပဲဖြစ်ပါတယ်ဒီနားက tablet လေးကတော့ဒီ tablet ထဲကိုဝင်လိုက်မှဆိုလို့ရှိရင်ဒီမှာသူများတွေ comment ထားတဲ့ CD ပေါ့နော်ဒီ CD ကကြတော့ဒီ CD ကိုထည့်လိုက်ရင်ဒီ CD ရဲ့နေရာကိုရောက်သွားမှာမဟုတ်ပါဘူးဘယ်လိုလဲဆိုတော့သူနဲ့နီးရနေရမှာပဲကြာပြီးမှာပေါ့နော်ကိုက DC ကိုလိုက်ရှာရမှာပဲဖြစ်ပါတယ်ပြီးတော့ flower ဆိုတာကပြောမှဆိုမြေပြင်ကြီးခွာရေးဖြစ်အောင်လုပ်ပေးတာ starting map ဆိုတာကကိုဝေါ်ထုံလိုက်တာနဲ့ကိုစီမှာမြေပုံတစ်ခုပါလာမှာပါပဲဖြစ်ပါတယ်ပြီးတော့ bounce check ဆိုတာကဝေါ်စားလိုက်တာနဲ့ကိုဘီနာမှာချက်တစ်ခုပေါ်လာမယ်အချက်ထဲမှာကိုစတင်ဖို့ပစ္စည်းတွေပေးလိမ့်မယ်ပေါ့နော်stone ကတော့အမြင့်ဆုံးပေါ့နော် diamond တွေဘာတွေတော့မပါဘူးပြီးတော့ဒီမှာ show coordinate နဲ့ show table လေးကိုဖွင့်ထားမှဆိုလို့ရှိရင် coordinate ကကြတော့ကိုဘယ်နေရာကိုရောက်နေတယ်ဘယ်လောက်ဝိုင်မှာရှိနေလဲဆိုတော့ပြတာဖြစ်ပြီးတော့ show table လေးကကြတော့ကိုဘယ်နေရက်ဆော့ပြီးဒီဘောထဲမှာဘယ်နေရက်နေပြီးဆိုတာကိုပြတာပဲဖြစ်ပါတယ်ခင်ဗျာဒီအောက်ကတော့ဘာမှပြောစရာမရှိဘူးဒါပေမဲ့ဒီ bawok လေးကိုတစ်ချက်ကြည့်ပြီးပေါ့နော် bawok ကိုပိတ်လိုက်မှဆိုလို့ရှိရင်ကိုရီးယားအဲ့ရင်တော့မှပဲမနှက်မရောက်တော့ဘူးပေါ့နော်အဲ့တော့ bawok ကိုဖွင့်ထားပြီးတော့ဒီအောက်မှာ require sleeping player ဆိုတာရှိတယ်အဲ့ဒါကဘာသဘောလဲဆိုလို့ရှိရင် brother တို့ရဲ့ဒီမှာကိုကတငယ်ချင်းတယောက်နဲ့ဆော့တယ်ပဲထားဒီ all ကိုဖွင့်ထားမှဆိုလို့ရှိရင်နှစ်ယောက်လုံးအိမ်မှာမိုးနေမှာဒါပေမဲ့ကိုကဒီ100 ရာခိုင်နှုန်းမဟုတ်ဘဲနဲ့50 ရာခိုင်နှုန်းထားလိုက်မှဆိုလို့ရှိရင်တယောက်တည်းအိတ်တာနဲ့မိုးလင်းသွားမှာဖြစ်ပါတယ်ဒါလေးကတော့သတိထားသိခြင်းနဲ့အချက်လေးပေါ့နော်ဒါလေးကိုသိခြင်းအပြင် brother တို့တွဲဆော့တဲ့အခါမှာပို့ပြီးတော့အဆင်ပြေမယ်လို့မျှော်လင့်နေပြီးတော့နောက်ထပ်ဒီချီကကြတော့ဒီချီလေးကိုဖွင့်ပြီးမှဒါအသုံးလို့ရမှာဒါကဘယ်လိုလဲဆိုတော့ဒီမှာဆိုလို့ရှိရင် normal နဲ့ always ရှိတယ် normal ဆိုလို့ရှိရင်ညဖြစ်မယ်နေ့ဖြစ်မယ်ဒီတိုင်း always ကကြတော့နေ့တိုင်းနေ့ပဲဖြစ်နေမှာပါပြီးတော့ key inventory ဆိုတာကကို inventory ထဲမှာရှိတဲ့ပစ္စည်းတွေတည်လို့ရှိရင်အောက်ကိုမကျပါဘူးဒါလည်းဒီလောက်ပါပဲresource bin နဲ့ behavior bin ကကြတော့ကိုအတွန်ထဲဆော့မှာထဲဆော့မဲ့လူတွေအတွက်ပဲပေါ့နော်ဒါပေမဲ့အတွန်ထဲဆော့မဲ့ဆိုလို့ရင်ဒီအောက်က experience မှန်နေမှာဒီဟာလေးတွေကိုအကုန်ဖွင့်မိရမယ်အောက်ဆုံးတစ်ခုကလွယ်ပြီး channel တွေဖွင့်ပေးပါမယ်ပေါ့နော်အဲ့ဒါမှကိုအတွန်ထဲရတာလွယ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ player steam ကိုတွားလိုက်ကြအောင်ဗျโอเคကျွန်တော်တို့ wall တွေရောက်လာပြီပေါ့နော် wall တွေရောက်လာကျွန်တော်လက်ထဲမှာ map တစ်ခုရှိပဲဒီမှာဘုံနဲ့ချက်ရှိမယ်ပေါ့နော်ဒါကကျွန်တော်စမှာပြောခဲ့တဲ့ star women နဲ့ဘုံနဲ့ချက်ကိုဖွင့်ထားမှဒီလိုဖြစ်မှာပေါ့နော်player steam ကတော့ဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်ဘာပြောရမလဲဆို player steam နဲ့ဝင်ဖို့ဆိုရင်အပေါ်ကဒီငင်းကြောင်သုံးကြောင်လေးကိုနှိပ်ပြီး steam နဲ့ကိုနှိပ်မယ်ဘာမှပြောစရာမရှိဘူး steam နဲ့ရောက်ပြီဆိုတော့ကိုကထော်လေးကိုသွားမယ်ထော်လေးသွားပြီးတော့ဒီ control mode ချိတ် control mode ကိုနှိပ်လိုက်နေမှာ3မျိုး3စားပေါ်လာလိမ့်မယ်ကျွန်တော်ကတော့အလေရဟာကို sober comment ပေးကြည့်နေပေါ်ကဟာနဲ့အောက်ကဟာကြောင့်နည်းနည်းရှုပ်တယ်ပေါ့နော်အဲ့ဒါအလေရဟာနေပဲဆိုလို့ရှိရင်ဒီထော်ထဲမှာပြောင်းရမှာအောက်ဆုံးမှာတွေ့လားဒီမှာ spirit control အဲ့ဒါလေးကိုဖွင့်တာချင်းအဖြစ်ကိုကဒီမှာအပေါင်းပုံစံလေးနဲ့ကိုအလေတက်ကိုလာတဲ့ကုံတွေကိုရိုက်လို့ရတယ်ပေါ့နော်ဒါကတော့ pro တွေရဲ့ကစားနည်းပေါ့နော်အဲ့ဒါမဖွင့်ထားရင်တော့အဝမ်းပုံစံကြီးနဲ့ကိုကြိုက်တဲ့နေရာကို screen ရှိမှရှိတဲ့နေရာကိုရိုက်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ဘယ်ထဲမှာလဲဆိုတော့ဗီဒီယိုထဲမှာ
ဗီဒီယိုထဲမှာဒီမှာတွေ့လားဒီမှာ high hand ကိုပိတ်လိုက်မယ် high ပြီးပါတော့ကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာခုနကကျွန်တော်အပုံမှာတွေ့ကျွန်တော်ပုံလေးကိုပြတယ်ခုမပြတော့ဘူးဒါပေမဲ့ high hand ကိုဒီမှာဖွင့်ထားတဲ့တော့ဒီမှာတွေ့လားတွေ့လားဒီမှာကိုယ့်ရဲ့လက်ပေါ်လေးနေမှာဗျာတွေ့လားဒါပေမဲ့အဲ့ဒီ high hand ကိုကျွန်တော်တို့ကပြန်ပြီးတော့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်လက်မပေါ်တော့တွေ့လားအဲ့တော့ကျွန်တော်ကတော့ဒီ high hand ကိုဖွင့်ပြီးဆိုဖို့အကြံပေးခြင်းနဲ့ဒါမှဒီ Minecraft ဆိုတဲ့ game အနှစ်သာတော့ခံစားရမယ်လို့ကျွန်တော်ထင်မိတယ်ပေါ့နော် high ပြီးပါတော့ဖွင့်တာအဲ့ဒါမှကျွန်တော်တို့ကောင်းနေဘာဖြစ်နေလဲဆိုတာသိရမှာဒါလေးကပို့ပြီးတော့စိုးရတာပြောလို့ဆိုရင်စိတ်ခံစားမှုကောင်းစီရပေါ့နော်ကျွန်တော်ဆိုလည်းဒါလေးကိုဖွင့်ပြီးဆိုတယ်နောက်ထပ်ဒီဗီဒီယိုမှာထပ်ပြောင်းရမှာကဒီအောက်ကဟာမှာ classic ကိုပြောင်းပြီးဟာဒီပိုကတ်ကိုစက်တက်ကြီးပြောင်းထားမိဟာက classic ကိုပြောင်းမှရမယ်အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့ browser တို့ကိုတမျိုးအနေနဲ့ကိုယ့်ရဲ့ဒီ credit တွေပဲပုံစံကပြောမှဆိုကွန်ပျူတာပုံစံဖြစ်သွားမယ်ဗျာကွန်ပျူတာပုံစံဖြစ်သွားတဲ့အတွက်ကိုကနောက်တစ်ခါကွန်ပျူတာဝယ်မှာ browser တို့ကွန်ပျူတာဝယ်မှာဆိုကျွန်တော်တည်ပြီးသားအဲ့တော့ကိုကကွန်ပျူတာနဲ့ဆိုရတာနေသားကြောက်ရတာဖြစ်တဲ့အတွက်ပို့ပြီးတော့ခက်ခဲမရှိဆော့လို့ရတယ်ဒီဗီဒီယိုရဲ့နောက်ဆုံးပြောပြမယ့် setting ချိန်ကြီးရပါတော့နော်လူလဲတီးမှနည်းတီးမတီးတဲ့လူလေးရှိရင်ရှိတော့မယ်ပေါ့နော်ဒါကဘယ်လိုလဲဆိုတော့ brother တို့နိုင်ငံခြားဒီ creator တွေရဲ့ဒီ Minecraft video တွေမှာဆိုလို့ရှိရင်သူတို့ကကြတော့ creative mode ဖြစ်ပြီးသူများတွေကြတော့ survival mode ဖြစ်နေ brother တို့တွေ့ဘူးကြလိမ့်မယ်အဲ့ဒါဘယ်လိုလုပ်တာလဲဆိုတော့ကျွန်တော်ပြောပြမယ်အဲ့တော့ကျွန်တော်တို့ setting လေးကိုသွားမယ်ပြီးတော့ဒီ game ထဲမှာခု survival နော် bro အဲ့ဒါရဲ့အောက်ကိုဆွဲရရင်ဒီမှာ member ဆိုတာရှိတယ်အဲ့ဒါကိုကျယ်လေးစားအောက်ကိုဆွဲပြီးတော့ဒီမှာ crown လေးပြောင်းလိုက်အဲ့ဆိုလို့ချင်းဒီမှာ personal game mode မှာကိုက creative mode ပြောင်းလိုက်ပြီဆိုတာနဲ့ကိုကဒီမှာ creative mode ဖြစ်သွားမယ်ဒါကကိုတယောက်တည်းဖြစ်တာနော် brother တို့အဲ့ကိုနဲ့တွဲဆော့တဲ့တငယ်ချင်းကမရဘူးအဲ့ဒီအတွက်ဒါလေးကကြတော့ကိုတငယ်ချင်းကိုအကျဉ်းရုပ်ချင်တဲ့သူတွေပြောမဆိုရင်ကိုတငယ်ချင်းနဲ့နည်းနည်းပြိုင်နေဆိုရဲကောင်းနေဆိုရဲဆိုရင်ကောင်းနေပေါ့နော်ဒါပေမဲ့ဒါကကိုကဝေါထောင်တဲ့လူဖြစ်မှရမှာမကိုကဝေါမထောင်မနဲ့သူများကဝေါထောင်တာနဲ့ဆိုရင်ဒါကိုလုံးလို့ရမှာဖြစ်ပါဘူးကျွန်တော်ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်ရဲ့ channel ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe comment လေးကြောင်းရေးပြီးကိုကြီးသွားလို့ရပါတယ်အားလုံးပဲ bye bye ပါ